ထိပ်ပိုင်းခေါင်းဆောင်တဝိုက်ကြောင့်လည်းအားလုံးဒုက္ခရောက်နေကြတာနော်စီးရုံနေဘုံကျက်ခံနေရတစ်ခါလည်းမဟုတ်တော့ဘူးနှစ်ခါလည်းမဟုတ်တော့ဘူးခဏလိုဖြစ်လာပြီအေးပေါ့ပုံမှန်အားဖြင့်ပေါ့နော်စေးရုံစေးကန်းနေဘုံကျဲတယ်ဆိုတာလုံးဝမလုတ်တဲ့ကိစ္စတစ်ခုဖြစ်တယ်လုံးဝမလုတ်တဲ့ပါဘူးအဲ့မှာသေဆုံးတဲ့ကလေးငယ်တွေသေဆုံးကျွန်တော်တို့ရင်ထဲမှာစိုးနေရပါတယ်နော်ကလေးလေးတွေသေဆုံးအောင်ကြည့်ကျွန်တော်တကယ်ကိုကြေခွဲရတယ်ထုတ်ပြတဲ့ပုံလေးရပါတော့ကလေးလေးတွေအမေပြန်ကြည့်ရအောင်ဗာလို့ဆိုစစ်ရဲ့တိမ်နက်ကတော်တော်နှဆိုင်ပါတယ်ခင်ဗျာနော်AA ကလည်းသူပြောထားပြီးသားလေနော် AA ကိုကျွန်တော်တိုက်ခိုက်ဝေဖန်ခြင်းမဟုတ်ဘူးနော် AA ကပျောက်ကြားစစ်ကိုဆင်နွှဲရတာပါပျောက်ကြားစစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပျောက်ကြားစစ်ရဲ့သဘောတရားနှဆိုင်မှုတွေရှိတယ်ဒါပေမဲ့မူအရကျွန်တော်ဒီမြောက်ဦးစေးရုံဘုံကျဲတဲ့ကိစ္စတွေအားလုံးကိုလုံးဝရှုတ်ချပါတယ်ဗျာနော်ဒါ